ကျွန်တော်တို့အားလုံးလူတိုင်းမကြုံတွေ့နိုင်တဲ့ဖြစ်ပျက်တွေနဲ့ကြုံတွေ့ခဲ့ရတယ်။အဲ့ဒီဖြစ်ပျက်တွေရဲ့အစားကျွန်တော်တို့ငယ်ငယ်ကမှတ်ခဲ့တဲ့အိမ်မက်တွေဟာအစပြုခဲ့တယ်ဆိုတော့呀，你怎么把冷？谁让没有来噻？我3点钟搞面啊。还想搞面？来嘞！嘘，没那地方，我打什么？ရတာပဲတော်တယ်နော်ကျောင်းသားတွေအားလုံးတော်တဲ့အတွက်ဘုံဘုံကဆုချဟုတ်ပြီလားဒီကိစ္စရှိတော့ဒီကောင်းနေတယ်အားလုံးနားထောင်ကြငါကြက်တွေကန်းထဲမှာပိန်နေသည်တလုံးထားတယ်အခုသွားရွယ်ခါကြတယ်မရှိတော့ဘသူခိုးစားလဲပြောစမ်းအခုကိုအဒိဏဌာနဆိုတဲ့ကံကိုကျူးလို့နေပြီနောက်ထပ်ဆက်ပြီးတော့နင်တို့တွေညာနေအောင်မယ်ဆိုရင်ကန္တဘာကိုကျူးလွန်ရကြလိမ့်မယ်ကွအဲ့တော့နောက်ထပ်ကန္တဘာကိုကျူးလွန်ခြင်းကြလားမကျူးလွန်ခြင်းဘူးနော်အဲ့လိုဆိုရင်ဘသူခိုးတယ်လဲဆိုတာအမှန်တိုင်းဖြေလေဘသူခိုးလဲပြောလေတပည့်ရောခိုးစားမိပါရဲ့ဖေဟာကြော်ခန့်မင်းမဲကိုထင်သားပဲနောက်ထပ်ဘသူတွေပါသေးလဲဒီလိုပဲကောင်းမြတ်နင်းလဲပါတယ်ကိုဒီလိုပဲပါနောက်ထပ်ဘသူပါသေးလဲနင်းတို့သုံးရဖက်ပေါ့ဒါဆိုရင်သေသေးချာချာမှတ်ထားကြအဲ့ဒီ၅ပါးသီလဆိုရင်နှုတ်ကကြဲုံနေတယ်မပြီးဘူးကွမင်းတို့တွေကနောက်အနာဂတ်မှာလူကြီးတွေဖြစ်မှာလေကွ၅ပါးသီလကိုသိရုံနဲ့တင်သိပြီးတော့မထိမ့်သိမ့်မဆောင်ရှောက်ဘူးမလိုက်နာဘူးဆိုရင်လူကြီးလူကောင်ပဲဖြစ်မှာတော့ကဲအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးနင်တို့မှာအပြစ်ရှိသလားမရှိဘူးလားရှိပါတယ်ဗျာအပြစ်ရှိတယ်ဆိုရင်တော့ထုံးစံအတိုင်းပဲဘာမစားတော့ခိုးတဲ့ကောင်လေးတွားဟောနောက်ကောင်လားမင်းအောင်နောက်ခိုးစားခိုးစားအောင်မလားဘာခုမှမစိုးဘာခုမှခိုးမစားဘူးတွားနောက်တော့ဒီမှာ၅ပါးသီလဆိုတာတုတ်တိုက်ကြည့်ရမလားထိမ့်သိမ်းဆောက်ရှော့ထိမ့်သိမ်းဆောက်ရှော့ထိမ့်သိမ်းဆောက်ရှော့မှာတည်ရတဲ့နဲ့ဘာဖြစ်လို့သူဘာဖြစ်ခုလို့ခိုးရတာလဲခုလို့ခိုးရတာလဲခိုးမလားတော့ခိုးမလားပြောနေတွားသူကအကြောင်းပညာကိုသိစိတ်ဝင်စားဘူးဒါပေမဲ့ဉာဏ်ရည်သွေးရတော့အမိတာထက်မြက်တာကွဘုံဘုံလည်းသူ့ရှိရတဲ့ရ
ရင်လေးနေရတာပေါ့ကွယ်သမင်းစားဖို့အတွက်အတန်းပညာမတတ်တော့မှအတတ်ပညာလေးတစ်ခုတော့တက်စီချင်တယ်ကွယ်ဒါကြောင့်ဖြစ်နိုင်ရင်ဟိုတခါကြီးကားဝါရှော့ပညာကိုသူ့ကိုသင်ပြီးလို့မရဘူးလားကွယ် ကောင်းပါလေဗျာတပည့်တော်လည်းအားကိုးရတာပေါ့ အေးကွယ်ဘာမှလည်းဒါတူလေးလို့သားလေးလို့လည်းပြုစုဆောင်ရှောက်ဖို့ကွယ်နော်အေးဟဲ့ကြော်ခန့် ဖေရ လာအောင်ဒီကိုကဲမင်းကကျောင်းပညာဆိုလို့တိတ်စိတ်ဝင်စားတာမဟုတ်ဘူးကွနော်ဟောတာကဘုံဘုံရဲ့ညီဝင်းကွယ်တော်ရန်ကုန်မြို့မှာနေလားကားဝါရှော့ထောက်ထားတယ်အဲ့တော့မင်းသူ့စီမှာလိုက်နေပြီးတော့ကားဝါရှော့ပညာလေးပါလေမသိညီဘူးလားကွ ကောင်းမြတ်ပိုင်တော့သင်ကျင်ပါတယ်ဖေရ တန်ရောစင်နေလေတဲကြီးတကူကွဟဲ့ကောင်းမြတ်လောင်းဒီကိုအေးမင်းတငယ်ချင်းကတော့ရန်ကုန်ကိုကားဝါရှော့ပညာသင်လို့အတွက်မင်းတို့ကလက်စီတယ်အဲ့တော့မင်းသဘောက နားလာပါဖေရတပည့်တော့ဒီเจ้าကပဲဆက်ဆက်တင်ပါဖေရ အေးဟောပါပေါ့ကဲကျော်ခတ်မနေ့ရန်ကုန်ကိုလိုက်သွားဖို့အတွက်ဒီညပြင်ဆင်စရာရှိတာပြင်ဆင်နေတော့နော် တင်ပါဖေရ အေးအေးအေး အဲ့ဒါဘာလုပ်ဖို့လဲ ဒီလက်မှတ်လေးပေါ့မရန်ကုန်ယူပါဟာညဒီပေါင်ကြက်တယ်လို့ရတယ်ဒီပေါင်ငါရှိပြန်လား 看joy 啊，机长了，要张信写了都得来了，可能。好了。嗯。两个人。你员工干嘛是别的？
မနက်哎呀，斯班纳这边。啊！啊！啊！高宇！哎呀，no，你那个事情呢？俺也听。啊！哪边了？哎呦！我变东西了！哎呀，我咋了？俺这个背后面了。走着过。这样这样。偏偏你吧，明天搞你，偏偏你怎么没啊？没办法，有了这种话。哎呀，牛，你不要了，不要，不要。你ပြောတဲ့အတိုင်းငါတို့မျိုးကဘာမှပြောင်းလဲသွားတယ်မရှိ ငါတို့မျိုးကဘာမှမပြောင်းလဲပြောင်းလဲသွားမင်းကွာမင်းကိုကြည့်ရတာရုပ်ရှင်တွေကယာကူဇာလူဂိုင်းစားလူနဲ့မင်းတော်ပြောင်းလဲသွားတာနော် ဒီကောင်နေပြောရတာဒါတွေကဟိုဘက်ရေကိုငားနေပဲပေးရရင်တော့တက်တူဆရာကွာငါလည်းအဲ့ကောင်နဲ့ပေါင်းပြီးယူရတာပဲကွာဒါရငါရဲ့စိတ်ထွက်ပါဘူးတစ်ခါညစ်တာနဲ့တစ်ခါတင်တာအေးအဲ့ဒါကြောင့်လည်းရှာသမျှအဖက်မတင်တာပေါ့ကွာရောက်ကောင်းကြီးငွေဆိုတာလေမြက်ကပ်မှန်လို့ပဲမြင့်မြင့်စီတဲ့အရောင်ပြောင်းပြီးတက်လို့ရတယ် မင်းပြောတော့ဟုတ်တယ်ကွာကလေးတွေကိုငါတို့လိုမဖြစ်အောင်မျောလင်းချက်ကြီးကြီးနဲ့စာတင်ပေးနေငါတို့ကောင်းတော့အဲ့ဒီငွေနောက်လိုက်ပြီးဒီကိုရောက်လာပဲလေပညာတဲ့စိုက်ကားသမားလေးပေါ်လာတဲ့ခင်မှာငါကျွတ်လာတဲ့ကြောက်ခါအားကြောင့်ငါရွေးမရမယ်ဆိုပြီးဖောင်ဖြတ်လာတာ အေးပါကွာလောလောဆယ်တော့ငါဝက်ရှော့မှာဝင်လုပ်လို့ရတယ်အေးဒါပေမဲ့ငါလည်းအမှအမြဲတမ်းတော့မရှိဘူးကွာငါပညာကြောက်တော့ဝက်ရှော့ကအကူကြီးတောင်းလို့ငါခဏခဏနေမိနေတာအဲ့ထားလိုက်ပါကွာမင်းကြီးရတယ်လေးလေးပင်ပင်နဲ့ဗိုက်ကြီးတွေကြာနေ ဟုတ်ဒီ channel အိမ်နဲ့တော့မင်းဝယ်တာ ဟာဟဲ့ဒီအိမ်နှလုံးသားငါပိုင်လို့ကဒီနေရာမှာကိုလိုဆောက်ပြီးငါရောင်းစားပြီးချမ်းသာနေကြပြီဗောကွာဟောမြတ်ဟဲ့ကောင်းကြီးရန်ကုန်မှာအလုပ်တစ်ခုနဲ့အယောင်မစုံဘူးကွာအယောင်မထွက်တာအေးငါတို့ရတာကုန်လုပ်တယ်ကွာကားလည်းလုပ်တယ်အိမ်လည်းလုပ်တယ်အကုန်လုပ်တယ်ကွာအော်ရဟိုဘက်ရအခုလွတ်နေရပဲမင်းငားနေလိုက်ပါအဲ့ဒါဆိုငါပွဲကားရမှာ ဟဲ့အောင်ကြိုးမင်းကလေတငယ်ချင်းရုံမင်းအိမ်ဒီလောက်ချိန်ငေါင်းတော့ကြိုက်တယ်လို့နေလို့ရရနော်မင်းတငယ်ချင်းတော်တော်ဂျင်းတုတ်ကျွေးတဲ့ကောင်ပဲမင်းသာကိုလိုနီခက်မှမွေးလို့ရတော့နင်ချီတီးပြမှာတေးကြတယ် ဒီကအားကိုကြီးကစေရနာနဲ့ညီမလေးကိုပြောပြတာပါကွာ အနည်းလို့တော့လုံးလိုက်ပါကွာငါလည်းအိတ်ချင်နေပြီအိတ်ကမယ် အိမ်နဲ့ ဒီအားလုံးကောင်း ဒီကဘလို့ခေါင်းစားနေဒီရောက်မှရှက်စစ်နေတယ် ငါပလက်ကိုအရင်စစ်ကြည့်လိုက်ကောင်းမှမသိ မင်းတို့ဆရာတော်ကြာနေတယ်အဲ့ဒါဆိုပလက်ပါတခါစစ်တယ်မင်းမဆက်လုပ်လိုက်တော့ โอเคအားပြန်ပြီနောက်တစ်ပြီဟာကားပါဖြစ်နေလို့ခင်ဗျ အေးကွာဘာဖြစ်မှမသိဘူးကွာတုံးနဲ့တစ်ချက်ကြည့်ပေးသားမအောင် ဘရိတ်ပေါ့ အေး ကားကလည်းချူကြရနော် အေးပေါ့ကွာငါကားချူကြတော့မင်းတို့အလုပ်ဖြစ်တာပေါ့ ကောင်းပြီဒီကားကိုဘရိတ်တစ်ချက်လောက်စစ်ပေးလိုက် ဟော နော်အေးဖြေးမောင်ကားလဲတော့လို့ပြောနေကြားလာနေကျွန်တော် workshop စဖွင့်နေရအခုဖြစ်နေချူကြနေလူလိုပဲ ငါလည်းလဲချင်ပါတယ်ကွာလဲချင်ပါတယ်ဒါ ဒါ ပေ ပေ မဲ့ မဲ့အလန်းနေလဲနော်လူမြတ်ကြီးပတ်စံလေးရှိရတာနဲ့မလဲဘူးကက်စီးကနဲနေ ဟောနေတာမဟုတ်ပါဘူးကွာဒီလို ဒါကဘာဖြစ်မှမ အ သိ မြင့်ကားတွေရောရှိလားမင်းလေးပါ ကျွန်တော်အခုပွဲစားတစ်ပိုင်းဖြစ်နေလူမြတ်ကြီးအမြင့်ကကြိုက်တာယူလိုက်ကျွန်တော်ဒီဖုန်းသာဆက်လိုက်အားလုံးစိတ်ချခုလူကကြည့်ချက်လုပ်ပေးပါဟုတ်တယ်မလား အေးပါ စီးစားမှာဒါမျိုးတွေဘာလို့မှအနေထားနဲ့ ဒီကားကြီးရောဘာဖြစ်တာ ဘာဖြစ်မှမသိ၄ရက်လောက်ရှိစာဖတ်နေ
လောက်တော့လောက်နေ ဟဲ့ငါကဖေအောင်မောင်းလာတယ်ကွာ ပရိသတ်စစ်ပေးနေရလေဦးထွန်းရဲ့ ကောင်းမှာပတ်စံနေအများကြီးပါတယ်ကွာ ဟာဘာများလဲလို့ဦးထွန်းရဲ့ကျွန်တော်လန့်သွားတာပဲအဲ့ဒါကျွန်တော်ရဲ့ငယ်တကယ်ချင်းအရင်ခောက်အဲ့ဒီကားပေါ်ပတ်စံတစ်ချက်ရော့ရတယ်အဲ့ကောင်ကျွန်တော်ကိုယ်တိုင်အရင်ထိုးပေးမယ်ဟုတ်ပြီလား မင်းထိုးတာနောက်မှငါအခုလေးနေဘာပတ်စံနေထုတ်လာတာမနေဘူးကွာ ဦးထွန်းရဲ့ခဏလေးစိတ်အေးထားပြီးစောက်ကျွန်တော်တကယ်ချင်းကျွန်တော်ယုံတယ်ကဲကြွ ကဲဦးလေးကဘယ်ရှူလဲအောင်ကဲရော့လာပါစမ်း မရောပါဘူးကွာမင်းအဲ့ဒီplan နေမြင်တယ်မလား ဟုတ်မြင်တယ်လေ မင်းလုံးဝစိတ်မဝင်စားဘူးလား ဝင်မကြိုက်ဘူးပြောရင်လည်းယူရတယ်ဒီပတ်စံနဲ့ကျွန်တော်ပတ်စံနဲ့ကျွန်တော်ကိုယ်ပိုင်မဟုတ်ဘူးဆိုဘာလို့မှစိတ် မပြောတော့ရွှေမန်းပဲ အကတော့ချုံမဝင်တော့မထင်နဲ့ဗျာဒီကောင်ကစီးပွားရေးနဲ့ပွဲရတာသူနဲ့တင့်တော်တဲ့အလုံးမတွေ့သေးရတယ်ကျွန်တော်ဒီမှာခဏလာလို့လေကျွန်တော်တို့အပီတေးတော့မဟုတ်ဘူးဗျာ မင်းရတယ်ကွာကိုယ့်ကိုလောက်နှိမ့်ချပါတယ်ဒီကောမင်းဘွေးရပြီလားမင်းရဲ့အရေးချင်းတွေကိုနေရာမှာအတုံးချနေတာဆိုလို့ရှိရင်အဲ့ဒီပုံစံ ဟောတယ်ဒါအိမ်မက်တစ်ထောင်ကုမ္ပဏီရဲ့ managing director ဦးထုံးမြတ်တဲ့ဟာကျွန်တော်တကယ်ကြီးကောင်းမြတ် ဟုတ်ကဲ့ပြော ယောက်ကျော်အဲ့တော့သူများကားကြီးနဲ့ရှောက်သွားတယ်ကောင်းပါမှာ ဟာပိုင်ရှင်နဲ့ငါနဲ့အေးဆေးပါကွာသူကသူ့ကားရောက်တယ်ပြီးရောမင်းမညပဲမျိုးလေးရှောက်ကြည့်တယ်ဆို အေးပါမင်းစင်ပြေပြီးတာပဲဆယ်ပန်းဝယ်အောင်လား အော်အေး900ဘူးလား အော်900ဘောဆိုလို့ရှိရင်တော့အကုန်နိုင်ယူသွားလိုက်ပါ ခင်ဗျားကပန်းရောက်လာကျွန်တော်ကရောင်ပြန်တဲ့ဆိုတော့မော်တော်ဘီကထင်းနေ အော်မဟုတ်ပါဘူးပန်းရောင်းတဲ့ကလေးတွေကိုစာကူတင်ပေးနေပန်းကိုရောင်းပေးတာပါ အော် sorry ပါကျွန်တော်မသိလို့စလိုက်ပြီ အော်ရပါတယ် ပန်းရောက်တဲ့ကလေးတွေကိုစာတင်ပေးနေဆိုတော့ဘာမှတင်ပေးနေရ အော်ဒီရှေ့ကဂုံးစရာအောက်မှာပါ ဟုတ်လားကျွန်တော်အရန်စိတ်ဝင်စားဗျာ ရှင် ဟိုကျွန်တော်ပြောတာဟိုကလေးတွေကိုစာတင်ပေးနေဆိုတော့အဲ့ဒါကိုစိတ်ဝင်စားရလို့ပြောတာပါ စိတ်ဝင်စားရင်ပူပန်လို့ရပါတယ်ရှင်ကျမတို့ကြိုးဆိုပါတယ် အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်နေ့ကျလို့ရှိရင်ဒီကုန်းစရာအောက်ပဲလာခဲ့လိုက်မယ်နော် ဟုတ် ဘလူးကျွန်တော်လာခဲ့မင်းရလေအသေးတာနာမည်လေးတော့မမေးလိုက်အောင် ဟာဟိုမပိုင်စိတ်နေပြီကွာနောက်မှဟွန်းရင်စွတ်တီးနေရဲဘက်ကမြင်မလို့လို့ အဲ့ဒါဆိုလို့ရှိရင်ငါ့ကိုတစ်ပတ်လောက်ပတ်ပေးပါလားသူတို့စာတင်တာလေးကြည့်ချင်တော့ မင်းစားတင်တာကိုကြည့်ချင်တာလားပန်းသေးကိုကြည့်ချင်တာဟမ် ကဲပါကွာကလေးတွေစာတင်တာကြည့်ချင်တာပါလို့ပြပတ်ပြီ အေးပါကွာငါပတ်ပေးပါမယ်ဟင်းငါကောင်တော့တကယ်မလွယ်ဘူး ဟုတ်မှာမတွေ့လားကလေးစာ ကဲကောင်းပြီဒီကျင်နေပြီ ကျေးဇူးပဲကျေးဇူးပဲ အေးပါရပါတယ်ဟဲ့အောင်ချင်းနေဟာအဲ့ဒါမင်းလုံးရပါ ਈ ပေါ့ ဒါပေါ့လက်ထောက်မန်နေဂျာယာရုနဲ့ရောက်လာ ဟာငါကောင်ကမန်နေဂျာဖြစ်သွားပြီကွာဟမ် နေအောင်မင်းကဒီနေ့ရမ်းမိုက်နော်ဘယ်တော့မှ မရမယ်လေဒီနေ့ဒီကောင်ကိုဝယ်လက်ကကြည့်ကိုချိန်ထားတယ်ပိုင်ရှမ်းနဲ့ဘိုင်းတာနဲ့ငါ့ကိုတင်းရောက်ခိုင်းနေဒီပွဲလေးဖြစ်သွားတော့ကောင်းမှာကွာငါလည်း30မရှိဘူး အေးပါကွာဟုတ်ငါဘာလုပ်ထားအောင် အဲ့ wish ကိုပဲအင်ဂျင်ဝိုင်လဲရလိုက်ဒီနေ့ IDC ပဲရှိ โอเคအားလုပ်ထားလိုက် ငါအစင်ပြေဖုန်းဆက်လိုက် အေးပါ ဟုတ်ရ ဟုတ်ပြီဟဲ့အောင်ကိုလက် โอเค
သိန်းနော်ဒီခုံးဆိုဒီ6ချက်နော်မထားခဲ့မယ်နော်နေပါတယ်ကဲနောက်ပတ်စနေပြမယ်နော်တကားကျေးဇူးအဲ့ကျအေးဒီပတ်စနေပြမယ်နော်ကျေးဇူးပါ မင်းဟုတ် အော်ဟောငါတို့နောက်ပတ်တော့စောက်တွေပို့လို့မယ်အဲ့နေယူခဲ့လိုက်တယ်အေးဟုတ်ပြီအော်တငယ်ချင်းထင်တယ် ဟုတ်တယ်မေးဆက်ပြအောင်ဒါတော့ကျွမ်းတကယ်ကြောက်ခန်းနဲ့ အော် တော့ရံရောက်တာကြောက် အော် ကြောက်ခန်းဒါကရွှေစင်နဲ့ တွေ့ရဝမ်းသာပါတယ်အော်ဒါကျမတငယ်ချင်းလေဟုတ်ငယ် တွေ့ရလေးစားပါ ရှင်းဟာဘာကြီးလဲတွေ့ရဝမ်းသာပါလေမဟုတ်ဘူး အော်ဒီလိုလေဟိုတာမန်လူတွေလုံးမလွယ်တဲ့ဒီ brighter လုပ်တွေကိုခုလိုလုပ်နေသူတွေကျွန်တော်အရင်လေးစားတယ်ပြီးတော့ဒီလိုမျိုးနဲ့ခင်မင်ဝင်ရတာလည်းအရန်ကုန်ယူတယ်အဲ့ကြောင့်ပြော အော်ကျေးဇူးပါ ဟောတခုတည်းဆောင်သူတို့ကတခါခေါ်ခဲ့တယ်ဟာရောခေါ်ပါလားလှုပ်ဆောင်ပါ ဟုတ်ဟိုကျွန်တော်တကယ်ချင်းဟာဒီနေ့ပွဲဖြစ်လာလို့တဲ့ဟောဟိုပွဲဖြစ်လာတယ်ဆိုတာ तू ကကားဝင်ရောင်းလို့တလေအဲ့ဒါဒီနေ့ तू ရောင်းဝယ်ဖြစ်လို့တခုလိုက်ကျွေးခြင်းလို့တဲ့အဲ့ဒါလိုက်ခဲ့ပါလား မလုပ်ပါနဲ့အားနာစရာကြီးရပါတယ် အဲ့လိုမလုပ်ပါနဲ့ဗျာဟိုကျွန်တော်ကိုယ်တိုင် brighter မလုပ်နိုင်ပေမဲ့အခုလိုလုပ်နေသူတွေကိုကျွန်တော်ဒါနပြုခွင့်လေးပေးပါနော် ဟုတ်ပါပြီသူ့ရဲ့တန်တာလေးမြောက်တော့လိုက်ခဲ့လိုက်ပါနော် ခဏလေးပါပဲဒီနားလေး ကျမတို့ဒီမှာတင်းစရာလေးလည်းရှိသေးလို့လေ ဟုတ်ကျွန်တော်ဝိုင်းသိမ်းမယ် ခေါ်ခဲ့လိုက်ပါလာပါဗျာနော်ခဏလေးပါဗျာလာအော်မင်းတို့ဆရာမတို့ကြည့်ပြီးတော့ငါနောင်လာရကြလား ဘာဖြစ်လို့လဲ နောက်ဒီလိုလေကျွန်တော်ကကြောင်းပြီးအောင်မတက်ခဲ့ရဘူးစားလည်းမကြက်ချင်ဘူးကြောင်းလည်းမနေချင်ဘူးဒါပေမဲ့ကျွန်တော်ကကားကြီးဆက်ပစ္စည်းတော့စိတ်ဝင်စားတယ်ကြောင်းကလစ်ပြီဆိုတာနဲ့ workshop မှာသွားပြီးတော့ကလီရောတာပဲ အော် ဒါပေမဲ့ဒီကောင်ကမတူကျွန်တော်နဲ့စာဆိုမှစာအောင်နဲ့မျက်နှာဟိုးမခွာဘူး အော်ဟုတ်လား အဲ့ဒါကြောင့်အခုလိုပွဲရပြင်ရတဲ့ကြီးဖြစ်တော့ဆရာမောင်းနဲ့တူတူစာရွက်ကလေးတွေကိုပြပေးနေတော့ကျွန်တော်အဲ့ဒါကိုအားကြမိလို့ပါ ကျမတို့နဲ့စာမတင်နိုင်လည်းရပါတယ်ကလေးတွေကိုဘက်ကူရောင်းပေးလည်းရတယ်လေ ရှင်တို့နှစ်ယောက်ကရန်ကုန်ကပဲလား ဟောကျမကတော့မော်လမြိုင်ရှင်သူကရန်ကုန် ဟမ်ရန်ကုန်နဲ့မော်လမြိုင်နဲ့ကအဝေးကြီးဘာဖြစ်လို့တငင်ကြီးဖြစ်နေလဲ ဖူးငယ်တော့အဆောင်မလေးနဲ့ခင်သွားကြရလေခုတော့ရွှေစင်းနဲ့ညီမတွေလိုပဲအရင်တော့ကလည်းအလုပ်တူလုပ်ကြတယ်စူပါမားကတ်တစ်ခုမှာပေါ့ခုတော့ online shopping နဲ့ပြောင်းလို့ဖြစ်တယ်ညတာ online shopping ဆိုတာလဲ trade through တော့လည်းမဟုတ်ပါဘူးမိန်းကလေးအင်ဂျီတွေလောက်ပဲမလဲချင်းလောက်အဲ့ဒါကြောင့်မလို့လဲကျမတို့ကခုလို volunteer အလုပ်ကိုအချိန်ပေးပြီးတော့လုပ်နိုင်တယ်ပေါ့ ကောင်းတယ်ဗျာဒီလိုလေးကကောင်းတယ်ကျွန်တော်လည်းအခုရုံလုံးမှာဆိုတော့ညနေပိုင်းနဲ့အားနေရပဲကျွန်တော်အားရနေတွေမှာကလေးတွေကိုစားလာတင်ပေးမယ်လေနော် အော်ကောင်းတော့လေ အားရောက်ကြွမင်းလည်းမင်းအားရနေကြလို့ရှိရင်ကလေးနဲ့လာပြီးပန်းကူရောင်းပြလိုက်လေကွာဘယ်လိုလဲနော် ကောင်းတယ် ကဲစားကြစားဖုန်းနဲ့စားရေးတော့မှာတော့ရ ကဲအားလုံးဒါကတော့ကျွန်တော်တို့ကုမ္ပဏီမှာလက်ထောက်မန်နေဂျာဖြစ်ခန့်လိုက်တဲ့မောင်ကောင်းပြန်တဲ့ဟုတ်ကဲ့သူကတော့လင်းထဲတဲ့သူကဇော်ထဲတဲ့သူကတော့အန်ကလု finance manager တော့မှကြီးတဲ့ ဟုတ်ကဲ့ပြောအောင်ပါ သူကတော့ဝိကြီးရဲ့သူ့ရဲ့ secretary ပေါ့ပါသူကတော့ကိုဘိုးကျော်တဲ့ manager ဟုတ်ကဲ့ပြောအောင်ပါဟုတ်ကျေးဇူးပါ ကဲအဲ့ဘယ်လိုလဲကဲညီလေးအောက်ဆုံးဈေးပြောကွာ အခုကျွန်တော်150 150တော့မလုံးတော့ကွာကိုကြီးက140ပဲနိုင် ဟာကိုအဲ့လောက်တော့မရဘူးကွာကျွန်တော်အဲ့လောက်မလျှော့နိုင်ဘူးဟိုကျွန်တော်ကားလည်းအခုကြည့်ပြီးပဲဗျာကျွန်တော်ကားဆေးကြောဘာမှပြောစရာမလိုပြီးတော့ဒါကျွန်တော်တက်လက်ကန်ကျွန်တော်စင်သားလည်းအများကြီးခုကျွန်တော်တက်စီမမောင်းကျွန်တော်ပြန်ထုတ်တာ လုတ်ပြပါမင်းကပေါ့40ပဲထားလိုက်ကွာ140ပဲ အာမဟုတ်ကိုကျွန်တော်လျှော့လို့မရဘူး တော့ပါ
ငါချစ်ကိုကြီးနေရတက်လာတော့ကွာမင်းအစင်ပြေလုံးလို့ရလှုပ်ပြီးလိုက် အမဟုတ်မင်းလည်းသိရပဲငါကားကြောက်ငါဘလောက်ဒီကားလေးကိုတန်ရောစင်ရှိတယ်ငါအခုတခြားလုပ်ငန်းပြောင်းချင်လို့ထုတ်တာကွာမင်းအဲ့လို ငါသိတယ်ငါစင်ပြေအောင်လှုပ်ပြီးလိုက်ချစ်ကိုကြီးညီလေးဂျားဝင်လိုက်ဗျာချစ်ကိုကြီးလည်းအစင်ပြေအောင်ညီလေးဘက်လည်းအစင်ပြေအောင်နော်ညီလေးဂျားချပြီးဈေးလေးခေါင်းခန့်ပြီးလှုပ်ပေးလိုက်146ထားပေးလိုက်မယ်အစုံပဲနော် အားရောက် နေပါဦးလှုပ်ပါမင်းအစင်မပြေဘူးမလားအစင်မပြေမင်းလုံးလို့ရငါရနေပါလှုပ်ပေးလိုက်နော်ကိုကြီးအခုမြင်နေနော်ညီလေးခေါင်းခန့်ပေးလိုက်ပြီနော်ကိုကြီးကားတွေပဲလဲကျင်တစုံတစ်ခုဖြစ်တယ်ဆိုညီလေးစီပြန်လာခဲ့လိုက်အောက်အစင်ပြေအောင်လှုပ်ပေးလိုက်နော်146ဟုတ်တယ် ရ146ဒီကဒါဆိုလည်းယူလိုက်တယ် မာကြီးမှာရုပ်ကြည့်ကြည့်အင်းရှိမှာ quality ပွင့်မယ်တဲ့ဒီမှာဂုံပန်နော်โอเคအဲ့ဒါဒါကလေး A K E အောက်ကောင်မှာတစမ်းလေး ကိန်းမောင်တော်တယ် တစမ်းလေးတော့တော့ ခက်ကပါလေ နော် ကြာလိုက်ဆိုမယ်ဆင်မလို့ C A T ခက် ကျန်ပေးလို့နော်တစမ်း column မိတ်အောက်ကောင်ဝင်ပါ P ခက် ဟုတ်ပြီဒီနေ့တော့အားလုံးသိနော်အဲ့မဲ့ကြောက်ရှင်ဒီနေ့တင်ပြလိုက်တဲ့စာလေးတွေပြန်ဆောင်ပါတော့မောတယ် တက်လာခဲ့တဲ့စာလေးနော်ဒီမှာလေ တတာ ကဲအဲ့ဒါသိကြပါ ဒါရအောင်ပြန်နော် ဟုတ်ကဲ့လာပါပြီ ဟာပြီးပြီလားမင်းတို့ ပြီးသွားပြီကြောင်သွားပြီ ဟာရော အော် ဟောဒီပါပြေလို့ရအောင် ပြောသွားတယ် ငါတို့ပြင်သားရောက်နေ ကြောင်ကောင်းတော့ချက်ချင်းပြောင်းသွား အဲဒါဆိုရှင်ဟောဒီနေ့စောစောလေးပြီးရဆိုတော့တခုသွားစားအောင်လို့လေကောင်းတယ်ကောင်းတယ် ဘယ်လိုသွားစားအောင်ဆိုလို့သူကမြို့ထဲမှာပုတ်သွားစားကြတယ်လို့တဲ့အဲ့ဒါကိုကျော်ခန့်ပုတ်ပင်ကောင်းပါပဲလို့ပြောနေတာ ငါဘယ်လိုပြောလို့လဲ ဒီတော့ကြည့်မဟုတ်လား ရှစ်ဆောင်ပြောတယ် အခုပြန်စားကျင်နေလို့ရှိရင်သွားကြမယ်လေမဟုတ်သက်စားမယ် မဟုတ်ပါဘူးငါပြောတာလေဟိုမျိုးတန်းသွားပြီးမုံလေးပါလေးစားပြီးချီဆက်ထိုးကြမယ်အဲ့လိုပြောတာ အဲ့ဒါလည်းကောင်းတာပဲလေကျွန်တော်လည်းထီထိုးတာဝါသနာပါဟိုကန်ဆက်ချင်တယ်နဲ့အတော်ပဲအော်ကောင်းရအောင်ထီဆိုလို့လေငါတို့ငယ်ငယ်တော့ဆရာတော်ဖျားကြီးကျောင်းမှာထီလက်မှတ်တစ်စောင်စက်တူထိုးပြီးမှတ်မိလား အမလီမင်းကလည်းဘာလို့မှမရမှတ်မရအောင်အဲ့တောင်ပါလေငါတို့တိတ်တောင်ပေးသေးတယ်အိမ်မက်ဝင်ရန် အော်အေးအိမ်မက်ဝင်ရဟဲ့ ကိုညနဲ့ကိုအိမ်မက်ပတ်တာတော့မှဝယ်ရအောင်မယ်ဟုတ်လား ဟာဝယ်ရမှာပေါ့အကျိုးမြတ်ရှိလို့ရှိရင်အိမ်မက်လည်းဝယ်သင့်ဝယ်ရမှာငါကတော့ရှင်းတယ်မီလီယံနာဘီလီယံနာနောက်ဆုံးထရီလီယံနာတိအောင်ဖြစ်ချင်တာဟာငါအိမ်မက်ကလေတနေ့ကျရင်ငါတတိဖြစ်ကိုဖြစ်ရမှာဒါငါအိမ်မက်ပဲ အော် ရွှေစင်ရေးဒီကောင်ကမြန်မာနိုင်ငံရဲ့ခရိုနီလက်သစ်ဖြစ်ရှင်တဲ့ကောင်ဒီကောင်ကအဲ့လိုမျိုးဒီပေါ့ရွှေစင်ရောအိမ်မက်မရှိဘူး အိမ်မက်ရွှေစင်မှာမောင်လေးတက်လို့ရှိတယ်ရွှေစင်ရဲ့တူဦးသောမိသားစုဆိုလည်းမမောင် တူဦးတဲ့တော့မိသားစုဝင်ဆိုတော့ဟုတ်ရွှေစင်ရဲ့မိဘတွေရော ဟုတ်ဘယ်လိုပြောရမလဲရွှေစင်မှာမိဘတွေမရှိတော့ဘူးဆုံးသွားပြီ ဟုတ် sorry ပါရွှေစင်ကျွန်တော်မသိလို့ပြောမရပါ ရပါတယ်ဟုတ်အဲ့တော့ကဘာဖြစ်လို့လဲတော့မသိဘူးအဲ့ခေကိုကျမလိုက်မသွားဖြစ်ခဲ့ဘူးမောင်လေးပဲပါသွားတာ car accident ဖြစ်တော့မောင်လေးကခေါင်းကိုထိခိုက်ဒဏ်ရာရသွားတယ်ဒဏ်ရာကတော်တော်ဆိုးတယ်အဲ့ကလေးကမောင်လေးရဲ့ညာရည်က10နှစ်သားအရွယ်ကမတက်တော့ကျမမောင်လေးကို
သူနဲ့ရွယ်လူကလေးတွေလိုမျိုးပျော်ရွှင်စေချင်တယ်ရှင်သန်စေချင်တယ်အဲ့ဒါကျမရဲ့ဆန္ဒပဲအဲ့ဆန္ဒကိုအိမ်မက်လို့ပြောလို့ရမယ်ဆိုရင်အဲ့ဒါကျမရဲ့အိမ်မက်ပဲဘာဖြစ်ဖြစ်ပါကျွန်တော်အားလုံးတူတူစူးစမ်းကြတော့ကျွန်တော်တို့နှစ်ယောက်လည်းမိဘခေါ်စရာမရှိပဲအခုချိန်ဒီကြည့်ပြလာခဲ့ကြတာဖိုက်တီဖြစ်စေ ကျေးဇူးတင်ပါ ဒါဆိုကျွန်တော်တို့သွားကြအောင်လေ ဟာနေပါဦးမင်းရတယ်မင်းတို့ပြောချင်တာပြောပြီးသွားပြီခုငယ်ချမ်းသေးတယ်ခုငယ်မှာအိမ်မက်ရှိမယ်လေနားထောင်အောင်ဟောဒီကတော့ ခုရဲ့အိမ်မက်ကကြီးလွန်အားကြီးလို့နားထောင်တဲ့လူတွေမှာပိတ်တွေမှာစိုးရတယ်နော်အားကြောင့်ပြောတာ ခုငယ်ကလေခုငယ်အိမ်မက်ပဲဟာကိုပြီးသေးချင်သေးတယ်နားထောင်နော် မင်းကွာဟာတော်တော်ပေါ်ရဲတဲ့ကောင်ပင်ကားတင်ချင်းလို့လာမလို့နဲ့နော်တတူးတွေနဲ့အားမနာ မင်းကမပြောရတယ်ရှိသေးတယ် ဟာလေ ငါပြောလိုက်ရမလားဟဲ့ရွှေသိန်းဒီကောင်းနာမည်ပြောင်းတော့မယ်နေသိလားရွှေကောင်းနဲ့ ဟဲ့အောင်မဟုတ်တာလေကွာ အေးမကြဒီကောင်းနှာခေါင်းကြည့်ကြည့်အငွေထွက်တယ်လားဟုတ်ပါပဲ ဟဲ့အောင်မင်းဟုတ်တာ ရောက်တင်ပို့နေတဲ့ဘဲတွေပဲဖြစ်ပါတယ်အခုဒီဘဲကဆိုလို့ရှိရင်နိုင်ငံခြားဝင်ငွေအများဆုံးရရှိထားတဲ့ဘဲတွေဖြစ်ပါတယ်ဒါတော့ကျွန်တော်ကုမ္ပဏီရဲ့နေ့စဉ်ပြည်ရင်းပြည်ပဝင်ငွေတွေရပါဒါက2014-15ဒါက2015-16ကျောင်းဆုံးအခုနောက်ဆုံးမှဆိုလို့ရှိရင်2017-18မှာဆိုလို့ရှိရင်ပြည်ပဝင်ငွေအများဆုံးရရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်ကုမ္ပဏီရဲ့ဂုဏ်စရာလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ပြချင်တာတော့ Congratulations မောင်ကောင်းမြတ်ကဲကိုမိုးကျော်မောင်ကောင်းမြတ်ရဲ့အရေးချင်းတွေကိုခင်ဗျာယုံပြီမဟုတ်လား ဟ
ဟဲ့ကောင်းစောလိုက်လားလို့မတော်ဘူး ပြမိပါနေနဲ့ဒီနေ့စမ်းနေတယ်ရုံးပိတ်ရ ဟုတ်သွားပြီဒိတ်ပြောင်းနေရမင်းနဲ့ကလည်းနော်တအိမ်နဲ့နေပြီလို့ပဲဒီလိုတွေ့ပြီးစကားပြောတာမပြောအောင်ကြားတယ်ရောက် ဟဲ့အောင်ငါရုံးပိတ်ရပဲမအားနော်မင်းသာတပတ်လုံးကားထဲလဲစီးပြီးတော့အကွက်တွေရွှေ့နေနော်ကိုယ့်ကိုမအားပဲနဲ့ ဟဲ့ငါကကားထဲလည်းမရှိတော့ဘူးတစည်းတန်တန်နေပဲစီးတော့ ဟုတ်ဟေးခါခါအေးဘာကြီးတော့ ။အောင်းနေယူတော့မယ်လို့ပြောတာ ဟဲ့တကယ်ကြီးလား ။အေးတကယ် ဟာမင်းတို့မြန်လိုက်တာ မမြန်အောင်ရောက်ရင်ကြားအောင်ကြားနေသေးတာ။ငါလေးအခုဖုန်းနေပြီ။မတွေ့ရဘူး။ကြားလီချစ်လီကြားလီချစ်လီပူပူချစ်လီဖြစ်နေပြီကွာ ။ကြာကြီးကွာမင်းမျက်နှာကြီးနဲ့ဒီတယောက်ကဘလူးမမင်းကိုကြိုက်နေတယ်ဒုက္ခ ။ငါ့မပြောပါနဲ့ဟော။မင်းတို့ကအခုအချင်းနေဘလို့လဲ ငါတို့ညောက်ကတော့ညှိနေသေးပေါ့ခြေစင်ကငါတို့ညောက်ကြည့်ပြီးသွားလို့ရှိရင်တဲ့နေမရှိတဲ့သူ့မောင်လေးကိုခေါ်ထားကြတယ် ။မင်းကတော့ဘာလို့တွေးနေသေးလဲကွာ။မင်းချစ်တယ်မလား။မင်းယူလိုက်ဘူး။တရားတော်နေနဲ့ဘာမှပို့ဖြစ်သွားတာမဟုတ်ပဲနဲ့။ဒီလိုလို့ပါ။ကိုပိုင်နဲ့အိမ်ငါတင်နေရ။ငါပြောလို့မင်းဘယ်တော့မှမကြောက်။ငါတို့ကဒီဘက်မှာနေမယ်။မင်းတို့ကအဲ့ဘက်မှာနေ။တအိမ်နဲ့တစ်ချမ်းနဲ့ကွာစီစီလုံးလုံးဘယ်တော့ပျော်ဖို့ကောင်းလဲ။ အေးကွာလုံးမယ်လားဥလိုက်တော့ချီရပါ ကိုရေရွှေစင်းတို့ရောက်လာပြီလာဒါမမတို့နေရဲ့နေရာပဲ ဟာဝရွှေတို့အိမ်ပေါ့ အေးပေါ့ ဝရွှေတို့အိမ်ရောက်ပြီဝရွှေတို့အိမ်ရောက်ပြီ နင့်မောင်လေးလားဟုတ်တယ်ဒီမှာဒါကလည်းမမလိုပဲမမနောက်တည့်ရမမပူးငယ်တဲ့ မမဘူးငယ်ကလှတယ် ကဲ တော်တော့ဟောမောဖားရ ဟာငါတို့ကြာနေအောင်မဟုတ်ပါဘူးကွာလာပွဲတဲ့သူကကားကိန်းမှာစောင့်နေပါဆိုတော့မစောင့်မနဲ့ငါတို့လိုက်ရှာသူရှာကိုရှာနဲ့ကြာ ကြောက်လို့ ဖြစ်တယ်နေမောင် အေးဟုတ်တယ် ဘာဖြစ် နင့်ကိုကြောက်လို့ကိုကြောက်လို့ လို့ တဲ့ ကြောက်လို့နေမှာဗောဟုတ်သားပဲဒီလေဘာမှမကြောက်နဲ့နော်ဒါကိုရဲ့ချစ်ဆုံးတကယ်ချင်းကိုရဲ့နော်ကိုကြီးနဲ့တူတူပဲသူ့ငမေကကြော်ကြီးတဲ့ ကိုကြီးကြော်ကြီး ကြော်ကြီးကြော်ကြီး ဟာမဟုတ်ကြော်ကြီးလို့မခေါ်နဲ့လေဟိုညီလေးနဲ့အသက်အများကြီးဆိုတော့ကိုကြီးကြော်လို့ခေါ် ကိုကြီးကြော် အေး ကိုကြီးကြော်ကိုသိတယ် အတိလား ကိုကြီးကြော်ကိုကြီးကြော်ဟောတို့ကိုကြီးကြော် ဒီလိုမင်းမလို့လားငါပုံနဲ့လက်ကောင်လို့ဖြစ်နေပြီဟော ကဲပါကို မင်းမကငါမကောက် ခုနကဗိုက်စားတယ်လို့အင်းမမငင်းစီရစမ်းပါဘူး အောင်လဲဘိုက်စာနေ အေးပြီ မမလေးဒါမမတို့နေတဲ့ဘက် ကဲမင်းမပြေးနေအောင်တွေ့မှလည်းပါလာပြီတဲ့ မ
မိမ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 ဘာလဲမိမရဲ့ဒီကနေ့နော်ဘာဒီမဲ့လို့လဲမိမဟေးအိမ်မမက အော်မိမကြီးပြန်အိတ်လိုက်နော်မနေ့ကမှပြောတော့နော်အိတ်လိုက်တော့ ကိုရေထွက်လာတော့စားရရပြီကို လာပြီ လာလို့ဩကြာလိုက်တာစားစမကိုကြိုက်တဲ့အတော့မလာတကယ်ကြီးကြော်ရပါလာရဲ့ ကောင်းလားကွာဒီနေ့ရောဘိုက်ခွေးနမ်း ရှက်ကောင်းရော 要你说，我那边是你啦。 ကြားရော ဒီမှာမောင်လို့တော့မယ် 我这是你们啦，你快查爸爸嘛。嗯。 ညကောတခါလာစမ်းပါကွာမင်းဒီမှာတက်ခေါက်ဆွဲလာလာစမ်းပါ စောင်းရတယ် 不就哪里看见我？လာမောင်လေး 找你。 အားတော့မင်းဘာလို့ရောဆက်နေတာဟုတ်လား ဝင်ကကြော်တယ် ဟောင်း ဒီမှာမနှမ်းထားလား 他没。 ရှိတော့အားတဘောညာ 我这里这里有。哦，我一女将到有来，哪里呢？ သိရအောင် ဒီရဟုတ် ဒီပါရဲ့ဟာဟမ်ရဒီငါပြီးကြိုက်ဟမ် ဟုတ်လူရှိကငပိကြိုက်တယ် စားမင်းကစားငါပြီးကြိုက်လို့ငါပြီးနေမစားဘူးနင်က ကျတော့နင်းဒီမနောက် တော်ပြီ အညီကကြော်ကြိုက်တယ်ဆိုတော့ဘယ်ကြော်ကြိုက်ဘယ်ကြော်ကြိုက် ကြိုက်တယ်ဟဲ့လူရှိကဘဲကြော်ကြိုက်တယ်အေးစား တက်တက်ချက်တာဟောမင်းက ကဲအားဒီမှာရင်းနှီးချက်ရပြီကဲ တက်လိုက်ပါတော့ ဟုတ်မင်းညကအော်စံကြားလိုက်တယ်နေအိမ်မက်တွေမက်နေပြန်ပြီလား ငါလည်းမသိတော့ပါဘူးဟာခုနကအိမ်မက်တွေကပို့ပြီးထင်ရှားလာတယ်ပို့ပြီးတော့လည်းကြောက်ဖို့ကောင်းလာတယ်ငါအမေကိုအဲ့ပုံစံနဲ့ပို့ပြီးမြင်ရလေလေငါအဲ့အိမ်ကိုပြန်လို့ခြင်းလို့လေပဲ မိမခံစားနေရတယ်ကိုကိုပြောပြပါကိုအားလုံးကလည်းမိသားစုဝင်တွေဖြစ်နေပြီ ဖူးငယ်ကရွှေစွမ်းကြိုက်ပြီးမွေးလာတာမဟုတ်ပေမဲ့ပတ်စံရှိလူရန်စားရဲ့ဘဝကိုဖူးငယ်ကောင်းကောင်းကြီးနားလဲတယ်ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုလည်းဖူးငယ်ကိုယ်တိုင်ဒီမှတ်မိနေတော့မယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကဖူးငယ်ရှစ်တန်းလောက်ထိပါပဲဖေအရင်တိုက်တဲ့လောင်းကစားကြောင်းအဲ့ဒါလည်းအားလုံးဖြည့်ဆည်းခံလိုက်ရတယ်အဲ့နောက်ပိုင်းမေမေလည်းအယူတစ်ပိုင်းဖြစ်သွားတယ်ဒါပေမဲ့အိုးပြီးတော့စိုးလာဘယ်မှမသိတဲ့အကျွေးပေါင်း16000อ่ะဒီချိန်ကြမှာပဲစင်းစရာအတိကျစာရွက်စာလည်းအပြည့်စုံနဲ့ရောက်ချလာတာပဲတိုင်းတော့မမေချင်တဲ့ပို့ပို့ပြီးဆိုးလာတယ်မမေဆုံးသွားခဲ့တယ်
ပေမဲ့အဲ့ရရနေမကျွတ်နိုင်သေးဘူးဆိုတော့ငါသိတယ်ငါအဲ့ဒီအယူပြန်လို့ခြင်းနဲ့ကိုရခုငါရဲ့အိမ်မက်ဆိုရလဲအဲ့ဒီအယူပြန်ရဖို့ပဲဒါပေမဲ့ဘလုံးမဖြစ်နိုင်တော့ဘလုံးမလည်းမတက်နိုင်တော့စိတ်ထဲတိတ်မထားပါနဲ့ အမကူငယ်ငိုနေတယ်တာမငိုဘူးနော်တာမငို ဝေးပြော အေးမငို နင်အားလိုက်ငုံနေရတယ်ဟုတ်တော့မောင်လေးဘာမှစင်မကောင်းမဖြစ်နဲ့နော်အိုးမမငုံနေတာမဟုတ်ပါဘူးဝေးပြောတိတ်တော့လိုက်ငုံနေတော့ဘာလို့ဟေးစားပါတော့အဲ့လောက်ကြီးစင်မကောင်းမဖြစ်နေလေတော့နော်ကဲလားစင်စား ကဲမအဲ့စိတ်မကောင်းဖြစ်စရာတွေတွေးမိပါလေဒါတွေအားလုံးကတနေ့ကြာလို့ရှိရင်ဖြစ်လာမှာပေါ့နော် အဲ့တော့ပြောနေတယ်ဝေးပြောအော်မောင်ရုံးပေးရကြရင်ရုပ်ရှင်လေးပြမယ်ဆို ဟုတ်တာပဲရုံးပဲကြလို့ရှင်အားလုံးရုပ်ရှင်လိုက်ပြနော် ကဲကိုကြီးကရုံးပေးရကြရင်အားလုံးရုပ်ရှင်လေးပြမယ်တဲ့ကြားလားငုံနေတော့နော် ကိုကြီးတကယ်ပြောရနော် တကယ်ပြောတာပေါ့ ရုပ်ရှင်ကြည့်ရတော့မယ် မင်းမဒါဆိုမောင်အလုပ်တော့မနော် မစားတော့ဘူးလားမောင် မောင်မစားတော့ပါဘူးအလုပ်လင်းတော့ကြာပြီဆိုတော့မယ် ဟောငါလည်းဝက်ရှော့သွားရမှာအင်းတို့လေကိုလို့သွားတော့တွေးနေတယ် ကိုကြီးလောက်ကပြန်လာရင်သိုးဝင်နေနော်ဒီနော် မတကယ်ပြောနော် ကဲဘောတကယ်ဝင်လာတယ် ဟေးရုပ်ရှင်ကြည့်ရမယ်ဟုတ်ကဲ့ရောရုပ်ရှင်ကြည့်ရတော့မယ်ဘုံနဲ့ခါရတော့မယ်ရုပ်ရှင်ကြည့်ရတော့မယ်ဝေးတက်တာနော်တက်ရုပ်ရှင်ကြည့်ရတော့မယ်ဘုံနဲ့ခါရတော့မယ်ရုပ်ရှင်ကြည့်ရတော့မယ်ဘုံနဲ့ခါရတော့မယ်ရုပ်ရှင်ကြည့်ရပြီရုပ်ရှင်ကြည့်ရပြီရုပ်ရှင်ကြည့်ရအမတို့ဘယ်ညလာလေဟေးညလာ 因为刚不啦，我们去噻。嗨去噻，我ကောင်းပါပဲ 出呀，出没？去噻，出没？你看，去。都约开了也没刚来。 ဒီပါအောင်ကိုယူပါပြီးမှသူ့ယူနေမှာ 好了， ဒီ 我肯定约开了吧。 အရင်မဲ့လေဘာပါတိပါလေ အေးမသိလို့ရွှေခိုင်းတာ 哪约呀？刚。来，出嘛？我们搞的是别的，别搞的，这下不约了。 ကဲပါရွံးလဲ 哪约嘛？ အဲမေချာလေးအောက်ပါဦးဒီတဲ့လား ဒါ 来嘞。 ပါ 来嘞。 စိတ်ဆုံးอ่ะဒီတော့ဟုတ်ကာကြီးတင်နေလေး ဒီကောင်ကြည့်အောင်မနေပဲကွာ ကာကြီးဘယ်လို နားလေးပါလိမ့်မယ် 来，我把我比，我比没有。 ဒါလေးယူပါနော် ကဲပါကာကြီးချောင်းချောင်း 好，那我们去上。 ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကျွန်တော်အခုချိန်နေလာကြပါ ဦးမိုးကျော်ထိုးအောင် ဦးမိုးကျော်ပြောပါတယ်သူပြင်သွားတော့သူ့ကိုစားလက်မှတ်လေးထိုးပေးလိုက်တယ်လာမဟုတ်ဗျခိုင်း ဦးမိုးကျော်အလွတ်ထွက်ဆက်တင်သွားတာကိုမောင်ကောင်းမြတ်သိပါတယ်နော် ဟုတ်ကဲ့သိပါတယ် မနေ့ကအကယ်တော့ DOD အစည်းအဝေးဘက်မှာလစ်လက်သွားတဲ့ဦးမိုးကျော်နေရာအတွက်အစားဒုက္ခကိုဆုံးဖြတ်ခဲ့ကြတယ်
မြန်မာတွေအားလုံးရဲ့သဘောတူညီချက်နဲ့မောင်ကောင်းမြတ်ကိုမန်နေဂျာရာထူးတိုးမြှင့်လိုက်ပါတယ်ကိုယူပါတယ်မောင်ကောင်းမြတ် ဟုတ်ကဲ့ပါကိုကြီးဟုတ်ဒါမှတော့ကိုကြီးငါမတွေ့မယ်နော်ဘာလဲ ဘီရင်ကဟောလာလို့ဒီနေ့မှရောင်းမလုပ်အောင်ဘူး အာယုံကွာပြောကြအမဆက်လို့ကြောင်ချီကွာနည်းနည်းပါပြန်ရွှိုင်းလိုက်လို့ချင်း6ပတ်ချဘယ်လိုဖြစ်ရအများကြီးကြံပါတော့ကဆရာကြီးလုံး လို့ပါဒီငွေနဲ့ငါစီရင်ချတာလေ ဟာဒါအထိလို့မရဘူးဒါဟိုကောင်တွေခွဲပေးရမှာလို့ဟဲ့ မင်းကလေကွာဒီတင်းနဲ့တင်ဝင်လက်ပြန်ရှောင်ပြီးရောက်နေ အာကြော်ကြီးရောအမောင်ကကြီးရနော်ပြဿနာတက်ပြီးတော့ဒီကောင်တွေမရှင်းပြလို့ချင်းဒီကောင်တွေကွိုင်းရှာပါ ငါရှင်းမယ်ကွာလာမကြုံမွေးပဲကွာ ဝယ်လက်ကတော့အဆင်ပြေတယ်ကိုဟောပြဿနာလေးတစ်ခုဖြစ်နေတာတော့ခီးလွန်နေကျွန်တော်ဇင်ရနည်းနည်းလောက်ချလာပြီးတော့ကျန်တဲ့ငွေတရက်နဲ့တွင်ရှင်းပြီးလို့ရမှာ ဟာအဲ့လိုတော့မဖြစ်ဘူးညီလေးအကိုဒီညပြန်မရအောင်ကိုရောက်ခမညီအောင်မှာစုံတော့နာရီအမိပြန်ဒီကလည်းဒီညထုတ်ဖို့ထုတ်အောင်ညီလေးအစင်မပြေဒီလိုအကိုတခြားဝယ်လက်တော့ပြချင် အဲ့လိုမလုပ်နဲ့လေကိုအကိုတို့ပုံစံနဲ့တော့အရိုက်ခံရလိမ့်မယ်ဟာနေပါဗျာဒီလိုဗျာဟဲ့ငေါ့ဒီမှာ50ပါမယ်50ပါကျွန်တော်တို့50တော့ပါတယ်အကိုတို့ပေးရလိုက်မယ်အကိုတို့ပြန်မစင်းခင်ကိုကျွန်တော်ဒီညအပြီးချိန်ပေးမယ်လေအဆင်ပြေမလား ဖြစ်တယ်အဲ့တော့ဒါမဲ့ဒီကိုမလာတော့ဘူးအကိုလမ်းမှာညီလေးတနေရာချိန်လိုက်သူတို့ဆိုင်မှာပဲရှင်းလိုက်ကြအောင် ရဘာမှမဖြစ်ဘူးအကိုတို့ရှင်းနေရတော့ပြောလိုက်ညီလေးရအောင်လာချိန်ပေးမယ်နော်အကိုဇယန်စာချုပ်လေးအင်ချုပ်လိုက်ရလာ မောင်ကျော်ခန့်တော့ဥယုံကြည်ပါတယ်ဒါပေမဲ့အလုပ်သဘောအရတော့ယုံကြည်အနံ့မှုစာချုပ်ပေါ်မှာလက်မှတ်ပေးဟုတ်တယ် ကဲရော့နို့လို့တာ90ဆိုပြည့်ပြီ ကျေးဇူးပါဦးလေ ရပါတယ်ကွာဦးကဂရိတီမှာတော့ကြိုက်တယ် ဟုတ်စိတ်ချပါကျွန်တော်တို့ကလည်းဒီညနေအားချင်းလို့ညီတောင်းလိုက်တာပါ ဒီစာချုပ်မှာတော့လက်မှတ်ကလေးတွေထိုးပေးခဲ့ကြ ဟာကျော်ကြီးကောင်ပြန်လာပြီဟာသွားကြိုလာအောင် ကဲဘာလို့ဒီနေ့ကျမှနောက်ကြ ဟုတ်တယ်မိမ ဟာမစောင့်နဲ့ကြားလိုက်သူ ဟာကောင်းနေကြပြီလားဟမ် congratulation ကွာငါကော တိုင်းကြီး လောက်ကြပါဟမ် မင်းကိုစောင့်နေတာမင်းကဘာလို့ကြာနေလဲ ကြာကျင်လို့ကြာတာမဟုတ်ဘူးဖျောင်းရေကားကိစ္စလေးကြောက်ကြာနေရ ကားဆိုလို့မင်းကမိုင်းလိုက်ဟာလေမင်းဘောစီကထုတ်ခိုင်းလိုက်ပြန် no ဒီကားငါဝယ်လိုက်ပြီ ဟာဟဲ့ရောက်မင်းဝင်လိုက်တာဒီကောင် အေး တကယ်ကြီးလား တကယ်ပေါ့မိမ ဟာငါတကယ်ကြီးထောနေငါတော့မသိဘူး မိုက်တယ် ထောတယ်လို့လည်းမဟုတ်ပါဘူးကွာဝိုင်းထဲကကောင်ကြီးစီရရဲ့ငါဘောကြီးစီရရဲ့ဆွဲပြီးမဖြစ်မနေမရရအောင်ဝယ်ပလိုက်တာဒါငါဘောရဲ့အကြီးမားဆုံးစွန့်စားမှုလို့လည်းပြောလို့ရတယ်ကွာ အဲ့ဆိုဒီကပတ်စံနေချီပြီးဝယ်လာလား ဟုတ်တယ်လေ ကိုဖုန်းကတော့မတက်နိုင်ဘူးနော်ဘာလို့ပတ်စံနေချီပြီးဝယ်ရရလဲဒါကလို့ပြန်မဆက်နိုင်ဘယ်လိုလုပ်ကြမလဲကိုအိမ်ကစုထားပတ်စံနေပါဝါလား အေးပါတယ်ကွာမင်းဘာဖြစ်နေလဲဒီအောင်ပြန်ရောက်လို့ရှိရင်အနည်းဆုံး50 60လောက်ရမှာစီးပွားရေးလုပ်တယ်ဆိုတော့ရင်းရဲရတယ်မင်းဘာသိလို့ဝင်ပြောနေရလဲ တကယ်ကြော်ကြီးသူပြောတာဟုတ်တယ်ကွာအခုကားလောက်ကွာအချိန်ကြီးကမှန်တာလည်းမဟုတ်မင်းအစီပြေပါ ပြည့်တယ်ကွာငါသိလို့ငါလုပ်တာစီးပွားရေးလုပ်တယ်ဆိုတော့တထေးဖြစ်ခွေးဖြစ်ရင်းရဲရတယ်မင်းတို့ကလေ မဟုတ်ပါဘူးကွာငါတို့ကမင်းကိုစိတ်ပူလို့ပြောတာပါကွာ ။အော်ဟုတ်တာပဲမောင်တို့ကလည်းဒီနေ့ तू ကအပျော်ရည်နဲ့ပြန်လာတာဟိုအကောင်လုံးကသူ့အပျော်ဝိုင်းဖြတ်တယ်လို့ဖြစ်နေကြတယ်။ဒီနေ့ဘာပဲပြောမောင်ယုံမှာ promotion ရတယ်။ तू လည်းကားတစ်စီးဝယ်လာနိုင်တယ်ဆိုတော့အဲ့တွေးချင်ပြောစရာပဲမဟုတ်ဘူးလား။ဟမ်အဲ့ဂုံယူစရာအဲ့တော့ဂုံပြည့်ရဲ့အနေနဲ့မောင်ယုံပြည့်ရကြလို့ရှင်အားလုံးစုပြီးခီးထွက်ကြရင်မကောင်းလား ဟာအဲ့စီစဉ်ကောင်းတယ်နော်ချောင်းတော့သွားမှာ ။သွားမယ်လေ အကားလည်းတူးမယ်လေ ကစီရတော့မယ်ကစီရ ဒီလိုစုထားတဲ့ပတ်စံနဲ့အကုန်လုံးပါသွားမှာတော့ချောင်းတာမပြောနဲ့လှိုင်းတိုင်အောင်သွားနိုင်တော့မှာမဟုတ်ဘူး မမတို့ကပတ်စံမရှိလို့လားအမပတ်စံအများကြီးရှိတယ် ဟာမပြောမင်းကပတ်စံနေဘယ်ရရ
ဒီမှာလေ ဟော ဩမင်းကရေးကြလာနောက်နေကြ နောက်ပြီပေးအဲ့ဒါငါ့ကိုပေးဖတ်လို့ကျဲမလိုက်လာငါလေးပြောမယ်လား ပြောချင်လာလာကြည့်လာမိမစိတ်မကောင်းနဲ့တော့နော်လာပါမိမလည်းစိတ်မကောင်းနဲ့တော့ချစ်တယ်နော်လာဆက်မိမလားစလာ မဘယ်လောက်ကြာ 900အော်သမီးလာထားခိုင်းတော်စားတယ်ဟိုတဲ့စားသားလေးစားကြိုက်တာစားမနီးရေရှင်ဟိုမနေ့ရရေဟိုတနေ့ရရေ6ထောင်ဟိုဒီနေ့ဟာလေးတော့နောက်နေ့မှယူနော်စားတိတ်နေအောင်ပါဒီလိုသမီးရဲ့နော်ဟုတ်ကဲ့ဒါဒီစားကြိုက်တာစားတာမပူလေးရောစားမယ်ငါပြောချက်ဘူးလေးအပြောချက်ဘူးလေတဲ့စားမလားဟုတ်အေးစားမယ်ရမ်းကသူ့အမေနော်သူအကုန်စားမှာပဲဟိုလေအမဘယ်လိုရှင်းအောင်လေ 哦，没洗嘛呢，打理耶，啥吧？到里啊，打有去了就要啥？啥？这点啥？啥饼？啥饼啦？一年天比来呢？完啦？把啥子嘞？ဒီကနှစ်ခုရယ်ဒါရယ် 嘛，哦，打理有问题。嘛，哇，不从家里来台湾了，不从家里最高了。你妈呀啦？嗯？不是这样。呀，你怎么也？အစုံထည့်ပေးလိုက်တယ်နော်ယူပါတဲ့စားကြိုက်တလားစားဝါစား အမ သူ့ပါလို့ ဘယ်လိုရှင်းလိုက် မရှိမနဲ့တားရဲ့ဘယ်လေးချစ်လို့ကြည့်တာစားစားတားစား မရဘူးတော်လေးမရဘူး तू ကလေ तू စားပြီးအဲ့လိုပတ်စံလိုက်ရှင်ပေးမှာ ဟောသမီးဘယ်လေးအဲ့ဒါပဲဒီဟာစိတ်ကျင်အောင်900ပဲလေ ကျေးဇူးပါအများကြီးပါ900 ရ900ပဲဒီကဲယူလိုက်ပြီနော်ဒီမှာနော်ယူလိုက်ပြီနော် ကျေးပါတော်လေးအဲ့လိုသွားပြီနော် ငါကပေးမယ်နော် မရှင်းနေနေပြီ အားလေးငါကလည်းလာစားအောင်နော် ဟုတ်သွားပြီနော် ဟုတ်ကဲ့ ရကိုရကျွန်တော်ဆက်ချက်တက်လိုက်နော် ကိုချင်းနေ ကိုချင်းနေကြိုက်လား ကိုဘယ်လောက်ခေါ်တာ တော့ကို980 ဆိုလိုက်ဟေ့ငါကိုယူစင်ပြောလည်းညှိပြီလေ မဟုတ်လေဒါကတော့ညီလေးတို့ဘက်ကဖွင့်နေစေပေါ့အကိုဘက်ကစပြီးတော့ပြောကြည့်လေအစီအပြင်ညီလေးတို့လှုပ်လိုက်မယ်တခါတည်းပွဲဖြစ်သွားအောင် ဘယ်လည်းပြန်ရောက်အောင်ဆိုတော့ငါလောက်နဲ့ ဟာကို900တော့မရဘူးကွာကျွန်တော်တို့ကောက်စီတော့900မရဘူး ညီတို့စစ်တဲ့စီးနေတယ်နည်းနည်းများနေသေးတယ် ဟာ ဒီနေ့တော့နည်းနည်း short ကြည့်လိုက် ဟုတ်ကွယ်မနောက်ပါနဲ့ဗျာအခုဒီထိတ်ကနေပြီးတော့လေဒီတဝိုင်းလုံးပတ်ကြည့်လိုက်ဒီစင်းနဲ့ရရင်ဗျာဒီကောက်အလကားယူသွားလိုက်ငါကိုရေတခါတည်းနော် တဲ့ဆိုရင်ကိုပြီးတဲ့ချက်ပြ โอเคကြာချက်ချင်းရနော်တင် စင်ပြောလုပ်မယ် ကိုဘာလုံးချက်မှမရှိဘူးကိုကျွန်တော်တို့စင်သားပဲ ဘာမှမရှိဘူးလက်ဆက်အမှန်ရောက် ကိုကြိုက်စစ် โอเคလေအဲ့ဆိုရင်ကိုနောက်ဆုံးကိုလည်းပေးနိုင်တယ်ဆိုပြောချင်ဟုတ်ကဲ့ညီတို့လည်းရောင်းပဲဖြစ်သွားအောင်နော်30ကိုနောက်ဆုံးထားပေးဟုတ်ကဲ့ဒါကိုလည်းပဲပြန်ရောင်းအောင်ပါလေဟုတ်တယ်ဒါကြောင့်မလို့ကိုပေးနိုင်တယ်နောက်ဆုံးစီရတော့930အဲ့ဆိုရင်ဒီပွဲဖြစ်ပြီ ဟုတ်လိုက်ပါတော့စင်လို့ဆုံးဖြတ်တော့ရနော် ဟုတ်လိုက်ပါ930 အေးကွာလှုပ်လိုက် ကိုကျွန်တော်တခုတော့ record လုပ်မယ်ဗျာဟိုကျွန်တော်930နဲ့ထုတ်ပေးမယ်ဒါပေမဲ့ကျွန်တော်တို့930အတိပေးအခုပွဲကပဲအခုဘက်ကထုတ်လိုက်တော့နော်ကျွန်တော်ဘက်ကတော့မထုတ်တော့ ဟောရပါတယ်ပွဲကကိုယ့်ကိုစင်မြော်လုပ်လိုက်ဟုတ်ပြီ โอเคအဲ့ဒါဆိုပွဲဖြစ်ပြီ ဒါဆိုရင်ကိုဆိုင်ပါမလားတော့စီရခိုင်းထားခဲ့တာ
စာချုပ်တွေပါတခါလေးပါတခါလေးဟိုအဆင်ပြေတခါလုပ်လို့ရအောင်လုပ်ပေးတာအားကိုကြီးသင်မန်းမှာဆိုလို့နော် ready ပဲအားလုံးအခုဝှစ်ချက်လေးတစ်ချက်လောက်ကျွန်တော်ဒီမှာစာချုပ်လေးချက်ရေးချက်ကိုနာမည်လေးပြော ကောင်းညွန့် ကောင်းညွန့်နေနော် ဟုတ်ကဲ့ ဘယ်လောက်အစင်ရဘယ်လောက်ချမှာ20ကိုမလက်မှတ်လေးတစ်ချက်ဒီလာနော် ဟုတ်ရပါတယ်ကိုလူဖြစ်တာဖြစ် အခုကျန်တာကိုကျွန်တော်ဘယ်လိုလုပ် ဆန်နာဟိုကိုတပတ်ကမနေ့ဆင်းလိုက်ဆိုင်ဆိုင်မှာတွေ့လိုက်မယ်ကိုဖုန်းဆက်လိုက်တာ ရပါတယ်ဘာမှဖြစ်ပါဘူးအဲ့ဒါဒီမှာဇေယျနဲ့ပြီးပြီးနေပြီနော်ဟုတ်အောက်စံကိုစိတ်ချမယ် ရပါဘူးလက်ပိတ်တွေပါတစ်ခုတောက်ပါ အာမတော့တော့ညီလေးကိုလည်းနောက်တဲ့နေရာသွားတယ် အာကောင်းပါပြီဗျာ သွားပြီ ဟုတ်ကဲ့ပြေးမ ခုန ဟုတ်ကဲ့ကိုဟုတ်ခုမှပဲလုံးကြတော့တယ်ကွာ ကြော်ခန့်မှာမင်းကကြောင်မသိဘူးလားပိုင်လို့လောက်တာဟဲ့ မင်းကပိုင်လို့လုံနေဟိုမှာနော်အားလုံးနဲ့ PK နဲ့ငါ့ကိုဖုန်းနဲ့တကွန်ဆက်ပြီးတော့ကွိုင်းရှာနေသူတို့ပတ်စံနေတောင်းနေပြီ ရော့ဒီကောင်တွေအပေါ့ဒါနဲ့ပိတ်ထားလို့ရပြီနော် ပြငါတို့ မင်းရလဲပေါ့ငါလူဖြစ်ပြီဘလို့ဖြစ်ရလဲငါမှပေးစရာမင်းနေမို့တခြားတွေအများကြီးရှိသေးတယ်ဟဲ့မင်းကြီးကအရန်ပူနေပြီအညာရေးစားရလေကွာ အေးအကောင်းစီစီ လာတို့မယ်တိန်းထောက်နေရတော့ကျွန်တော်နာမည်နဲ့ထွက်ပြသွားဟုတ်ဒါဘယ်လိုဖြစ်တာလဲမ အဲ့ဒါတော့အမလည်းမသိဘူးလေဒါပေမဲ့အန်တီကတော့ပြောပါတယ်စင်းမနေလားမသိဘူးတဲ့မောင်ကောင်းမြတ်ကိုတစ်ချက်လောက်စစ်ကြည့်ခိုင်းတဲ့မောင်ကောင်းမြတ်တစ်ချက်လောက်စစ်ကြည့်လိုက်လေပြီးရင်အမဆိုပြန်ပို့ပေးနော် ဟုတ်ကဲ့ မောင်အိတ်သေးဘူးလား မောင်မိတ်ချင်တယ် မောင်ဒီနေ့အလောက်ကပြန်လာတဲ့ကညနေလည်းတိတ်မကောင်းတော့ဘာများစမပြေရရှိလို့လဲမောင် မောင်ဘာမှဖြစ်ပါဘူး မောင်တခုခုအစမပြေတာရှိရင်ဆွေးစင်ကိုပြောလေဆွေးစင်ဆိုလို့ရှိရင်အားလုံးမအောင်ပုံပွင့်လင်းလင်းပြောပြတာပဲတခုခုဖြစ်ရင်ပြောလေမောင်နော်စိတ်ထဲမှာအဲ့လိုမထားရနဲ့တလား မောင်ဘယ်လိုပြောမှန်းတော့မသိတော့ကွာ ဘာဖြစ်လို့လဲမောင်ရဲ့ ဒီနေ့ MD ကစီးနေလာစစ်သွားတယ်စီးနေဘာဖြစ်လို့အဲ့လောက်ထိတောင်ကွာနေလဲမောင်လည်းစဉ်းစားလို့မရအောင် စီးနေကဘယ်လောက်တောင်ကွာနေလို့လဲမောင်ရဲ့ တိန်းထောင်းနေရကြော ဖះရေဟုတ်ဘယ်လောက်တောင်မောင်တိတ်ထောက်နေရလို့ပြောလိုက်တာလားဟာဖះရေဒုက္ခပါပဲအဲ့လိုများတဲ့ပတ်စံတွေကိုဆွေစတော့ဘာသွားရှာလာမှလဲမောင်ရဲ့အဒုက္ခပါပဲ ကဲပါမယ်မအေးဒါတွေကလည်းတခုခုမှလို့ဖြစ်နိုင်ပါတယ်မောင်မနေ့ကျလို့ရှိရင်ဒီစီးလေးတခြားပြန်ဆင်းလိုက်ပြီနော်ကဲပါအေးတော့နော် မ
စိတ်ချပါမောင်တေချာပြန်ဆက်လိုက်မယ်ရအောင်အေးလည်းနော် မိုင်မ ဘာဖြစ်တာလဲမသိဘူး ဟုတ်ကဲ့မတို့ထီထူးလားမသိဘူးခင်ဗျဟုတ်ကဲ့ကျွန်တော်ဖုန်းဆက်တယ်လို့မရဘူးမတို့တင်းတောင်းစုပြီးပောက်ပါတယ် ရှင်ရှင်ဘာဖြစ်ပေါက်တယ်လဲဘာဖြစ်ပေါက်တယ်လဲဟုတ်တယ်လက်မဟုတ်တကယ်လားအောက်ဒီပေါက်တကယ်လားသူခွဲတယ်ဆိုင်ကလာပြောရတယ်ဘာလို့ပေါက်တာဘာလို့ဒီပေါက်ဒီလိုပါရချင်လို့မယ်ဘာလို့ပေါက်တာလဲလို့ရှေ့ကိုရှေ့မောင်လေးကိုမဖြစ်စေချင်တဲ့အတိုင်းကျွန်တော်တော့မဆေးတော့ကုလို့ရပြီမောင်လေးမပြောဘူးလားရရနဲ့တဲ့မရှင်ကလောဟော တကောင်းဝင်လို့ရတယ်တကောင်းဟမ်ချလာရဟာအိမ်မ ဟုတ်မဝေဖြိုးထိတ်မပြောနဲ့တော့နော်ဟိုဆွေစင်တို့လည်းနဲ့ရတဲ့ရတဲ့ကိုစုရရင်ပြီးရပဲသိလား အဲ့ဒီလည်းမဟုတ်သေးဘူးလေပါမောင်တို့ဒီကြီးကိုထိုးပစ်တယ်ဆိုတာလေသူ့ကြောင့်မဟုတ်ဘူးလား ငါပြောတာဟုတ်တယ်ဒါမဲ့ဝေဖြိုးကဆွေစင်တို့နဲ့မိသားစုတွေဆိုရင်သူတို့နဲ့ကြောင့်ဒစိမ့်နေမလားအဲ့တော့သူတို့ကဆွေစင်တို့တွေးတယ်တွေးမှာမဟုတ်ဘူးမ သူတို့ကသူဘယ်လိုပဲတူတူဒီဆိုတာအနာဂတ်ဆိုရှိတယ်နော် 跳下。等会我们到等。啊，明白了。给，你说哪个礼拜你不都讲表呢？ငါတို့အားလုံးရဲ့အနာဂတ်။ညာ။အမေတခုပြောတာရှိ။ပြော။ငါတို့အားလုံးပေါင်းပြီးတော့ပုံပြင်တစ်ခုထောင်ကောင်းမှာဟိုအခုချိန်မှာကွာဟိုအိန္ဒိယကိုပဲပို့ရလုံကဟိုအရန်အောင်အဆင်ပြေနေကွာဟိုကြာလန်ကွာငါတို့တခြားနိုင်ငံခြားကုမ္ပဏီနဲ့ချိတ်ဆက်ပြီးတော့အောင်မြောင်လုပ်မယ်နော်။ မင်းကလည်းရှုပ်နေရပဲကွာဒီမှာရောက်ငါငွေဆိုလို့ရှိရင်လေ100ရင်1000ရ200ရင်2000ရအဲ့လိုရှင်းရှင်းလင်းလင်းမစိတ်ဝင်စားတယ်ဒီမှာရောက်ဟိုဘက်ကမ်းမှာဝတ်တောက်ကြီးတောင်းဖို့ရအောင်ချီဖို့သေးပေါ့ကွာအဲ့ဒါကိုမိတ်ကလေးပါအနေပါလဲပြန်ထုတ်အသားကြီးပဲစားအယိုးပါထွေးထုတ်ပလိုက်ကွာဒီမှာရောက်တနည်းနဲ့ပဲစောင်းမင်းမင်းတော့ငါမင်းမရွှေ့ခေါ်ထားလို့ရတယ်
ကျမတို့ကတော့ရွှေပါရဲ့ကုတ်ဖို့ဆိုတာတဲ့မောင်လေးရဲ့ကျမကြီးကပို့ပြီးတော့အရေးကြီးပါတယ်ပတ်စံရပြီဆိုတာနဲ့ကျမကတော့သူ့ကိုဈေးကုဖို့ပဲခေါင်းထဲမှာအရင်ဆုံးရှိတယ်ပြီးတော့စုံလဲစုံစမ်းပြီးသွားပြီဘန်ကောက်ထိသွားကူရမှာပတ်စံကတော့ကုန်မှာပေါ့လေဒါပေမဲ့လည်းသူဒီဘဝလွတ်မြောက်ပွဲဆိုရင်ကျမကျင်တတ်ပါတယ် ဦးတယ်လေသူတို့ကိုဖုံးဆက်ပြီးသွားပြီလားသူကအဲ့ဒီအိမ်ကို3,500ဈေးခေါ်တယ်ဘာဖြစ်ဖုန်းရတော့သူတို့နည်းနည်းပွားပြန်ပြီးရှော့ပေးမယ်ထင်တာပဲဟိုဖုန်းရတော့အားလုံးကြကြုံဝန်းပြပြရှင်နေလို့ရတာပေါ့ကွယ်နော်တော်သေးရပေါ့ကွယ်ဖုန်းရလေသူတို့အဲ့ဒီအိမ်ကိုပြန်မရောင်းတော့ဘူးတော့ထင်နေတာမိမိသားရှင်ဘယ်လောက်တောင်ပြောလိုက်မလဲမသိဘူး ဟောငါမိမပြောဆိုတာခက်တာကွာဒီမှာမိမပတ်စံဆိုတာကစားဖို့1000ရင်3သိန်းမြတ်မယ်ကဲအဲ့ဒီအိမ်မိမဝင်လိုက်တော့ငါတို့ကတော့တောင်းစားနေရမှာ အဲ့လိုလည်းမဟုတ်သေးဘူးလေကွာဒါသူတို့ရဲ့ကိုယ်ပိုင်အိမ်မက်တွေပဲလေမင်းအဲ့ရနိုးတိုင်းအိမ်မက်မက်နေပါလားအိမ်မက်မက်နေပါလားဆိုပြီးတော့နှစ်သိမ့်နေရရက်တည်းများနေပြီလေကွာအေးဒါတွေကတကယ်တမ်းဖြစ်လာတဲ့ခါကျတော့လူတိုင်းဘယ်သူမှမဆိုကွာကိုယ့်ရဲ့ဆန္ဒတွေကိုဖြစ်ချင်ကြမှာကြီးပဲဒါသူတို့ရဲ့အပြစ်မဟုတ်ပါဘူး မင်းကလည်းပညာတတ်စကားနဲ့ငါ့ကိုလာပြောနေပြန်ဒီမှာလည်းတယောက်တနေ့အမေအိမ်အတွက်နဲ့ယောက်ျားအတွက်တခုမှမပါဘူးဟိုမှာလည်းဒေါ်ရွှေစင်သူ့ရဲ့ချစ်လာဆိုတော့ကြက်မပြေတဲ့မောင်လေးအတွက်ဆိုတာကြီးပဲကျန်တာတွေအောင်နိုးကြီးပဲဘာလို့မှမသိဘူး ဟင်ပါစကားပြောတာငါမောင်လေးကိုကြက်မပြေဘူးလို့တော့မပြောပါသူ့အဲ့လိုမျိုးနောက်ပြောင်ပြီးပြောတာငါမကြိုက်ဘူးဟင်ပါအခုကိစ္စမှာနင်တို့ရတဲ့ဝင်စုနဲ့ငါတို့ရတဲ့ငွေစုညီတို့ရလို့ခွဲယူလိုက်ပြီးပြီ ကောင်းတယ်ခွဲလေလေးမခွဲလိုက်ပေါ့ပြီးရင်ကိုကြိုက်တာကိုလုံးကိုလန်ကိုချောက်ကြရုံပဲပေါ့ ဟဲ့လေးပုံမဟုတ်ဘူးကွာငါးပုံ ဘယ်ရမလို့ငါးပုံဖြစ်သွား ဟုတ်တယ်လေငါတို့ဒီထီပေါက်တယ်ဆိုဝေပြောကြောင့်မဟုတ်ဘူးဟမ်သူ့ထိုးခိုင်းလို့ပေါက်တာအသူနဲ့လည်းဆိုင်ပေါ့ မပေးဘူးကွာအဲ့တော့ဘာလို့ထည့်စဉ်းစားနေရမှာ ဘာပြောရဲမဆိုင်ရဘူးရွှေစင်ဘာဖြစ်လို့ဟမ်ဘာဖြစ်လို့လဲလို့โอเคမင်းမပြန်ဆိုရင်မှန်နေတယ် အဲ့လိုအိမ်မမျိုးတခါမှမဟုတ်ဘူး ဟုတ်တာပဲကွယ်အိမ်မက်ကအိမ်မက်ပြန်တို့ဒီမက်ချင်လာမှတ်မှာပေါ့အေးဟိုလေတကယ်လို့အပြင်မှာတန်ငါတို့ထိပေါက်လို့ရှိရင်နေရတဲ့ရလို့စိတ်ဝမ်းနေပေါ်ပြီးထားတတ်မှာလားအဲ့လိုပဲဖြစ်မှာလေ မဖြစ်တော့ပါဘူးဟာ ဒီဥစ္စာကလည်းငါတို့ဒီလိုဖြစ်လာလိမ့်မယ်လို့ပြောချင်တာမဟုတ်ဒီလိုမဖြစ်လာအောင်ကြိုးပြီးသတိပေးရတဲ့ဘောပါ အပြင်မှာတော့မဖြစ်နိုင်အဖြစ်လည်းမခံငါတို့အားလုံးကမိသားစုလိုပြရမောင်ပြရမောင်ဒီအိမ်မက်ကအပြင်မှာဒီလိုမဖြစ်အောင်ငါတို့ဘဝမမေ့အောင်တတိပေးနေတယ် ကဲပါအဲ့အသေးပြက်မရှိတိုင်းတွေးပြီးတွေးပြက်မနေနဲ့တော့ဟဲ့ကောင်းကြီးမင်းလည်းဂျုံသွားမှာမလားစားစရာရှိလားစားလာ不是吗？ ဟောအပြင်မှာဆက်နေ စားလေပဲမ အန်ကယ်တို့အားလုံးစစ်စစ်ပြီးပြီစင်းမလာမဟုတ်မောင်ကောင်းမြတ်ထုတ်သွားတာဒါလေးကိုကြည့်တော့အဲ့ဒါမောင်ကောင်းမြတ်ရဲ့လက်မှတ်တွေဟုတ်တယ်မဟုတ်လားဟုတ်ပါရဲ့ဒါပဲကျွန်တော်လည်းအဲ့လိုရှိနေပြီကွာအဲ့ဒီငွေတွေကိုမင်းဘက်မှာသုံးခဲ့တယ် ဟိုမဟုတ်သေးပါဘူးဟိုဒီလက်မှတ်ကကျွန်တော်ထိုးတယ်ဆိုတာဟိုဦးမိုးကျော်ကဟိုကျွန် ခဏ တော် နေခဏ ထိုး နေ နေပါဆိုလို့ မင်းအလုပ်ထုတ်တဲ့လူတယောက်ကိုလွှဲမချပါနဲ့ကွာအန်ကယ်မကြိုက်ဘူး
လူတိုင်းမှာတောင်းရင်မှုတောင်းခံမှုဆိုတာရှိတယ်ကွာဒီကိစ္စကိုမောင်ကောင်းမြတ်တပတ်အတွင်းဖြေရှင်းပါမဟုတ်လို့ကတော့သက်ဆိုင်ရာကိုခေါ်ပြီးဖြေရှင်းရပါလိမ့်မယ်ရင်းတော့နေရင်းနောက်လိုက်တာ ဆောက်ဆင်းဟုတ်လားလုတ်ပြရအောင် ဟာခုမှပဲအလုံးကြီးကြတော့တယ်ကွာငါရင်ထိတ်နေတာ ဟာငါထိတ်ပြီဟဲ့လှုပ်ရဲမှဖြစ်မှာရှင်းရှင်းလေးကြားရတာကွာမင်းကောင်းရတယ် ဟာဖုန်းဆက်ပြပါလေဆိုလို့လာနေပြီတဲ့ ကျိုးတောင်းနေတာလား ဟေးတို့ရင်ညယုံကြည်ပြီးသားနော်ဒါပေမဲ့ရင်းတော့နည်းနည်းပူတာပေါ့ အမြင့်ပြီးတော့တာယာပြီဟောရွှင်လန်းသွားပြီအလဲ တတိရှိလိုက်တော့ ဟောလာပြီဟာကူလို့စောင့်နေတယ်ဒီမှာတကားခံမှု ဆိုကြိုက်ရမှာရ မင်းတော်တော်မှွေတဲ့ကောင်မင်းဘာပြောအဲ့ကောင်ကိုတေချာမစိတ်ခင်တေချာမကြည့်ဟမ် ဘာဖြစ်လို့လဲကျ ဒီလိုဖြစ်နေ ဒီလေးတော့ဟာကိုယ့်ကိုချင်းချင်းနေတယ်ဟမ် မဟုတ်ကွာဟုတ်အခုပုံဝင်လည်းပြောလို့ရနော်ဘာပြဿနာရှိလို့လဲ ရှော့တင်ကြည့်လိုက် ဟာအကိုကလေဒီလိုစစ်တာကြီးမှန်းလို့လားမဖြစ်နိုင်ဘူးတော့ အကိုဘယ်သူစီပို့ပြီးစစ်ခိုင်းလဲဆိုတာမင်းတခြားကြည့်လိုက်အောင်နော်တနိုင်ကလုံးမှာရှိတဲ့ရုံးမှန်တယ်ငါနဲ့မသိရလို့မရှိဘူးသိလားမင်းတို့ကွာ ကျဘယ်လိုလုပ်မလဲရကျရောအဲ့ကိစ္စဘယ်လိုလုပ်မလဲတော့ပြန်ငါမျိုးယုံလို့တော့ရောကျိုး ဖျောင်းမင်းလူကောင်ကြီးကလေဒီလောကထဲမှာကျင့်လင်းတော်တော်ကြာနေပြီတိတ်ချက်စစ်ပါလားတိတ်ချက်ကြည့်နေပါလား ဟာဆိုရင်မင်းလည်းသိတယ်လေဝိုင်းထဲမှာဒီကောင်ဆရာကြီးလေဒီကောင်လောက်တော့ငါတို့လည်းယုံတာဗောဟဲ့ကျိုးငြိမ်းမနေနဲ့ကျိုးအကိစ္စဘယ်လိုရှင်းမှလဲဟဲ့ကျိုး ဒီလိုကြီးတော့မင်းတို့ဝေးလက်ချောင်းဘက်တွေလုံနေတယ်ကိုကမင်းတို့သက်တနာရှာမှာမဟုတ်ကိုယ့်ရဲ့ဖက်ဆက်သိနေစပြန်ပေးလိုက်ရစော်ရင်းမြင့်တော့ငါမင်းတို့ယုံကြည်လို့ပေးလိုက်သိလားငွေနဲ့ပတ်သက်လာငါသိခိုင်းတယ်ကောင်မဟုတ်ဘူးနော်မင်းတို့ထောင်ထဲရောက်တာကြာပြီသိလား ဟုတ်ကဲ့ပါကိုရေဟဲ့ဦးနီးမစံကိုကအပြက်ပေးလိုက်ပြီလား ဟာအဲ့ဒီလည်းပေးလိုက်တာလေမင်းလည်းသိတာပဲမင်းကတော့ပဲဆန်နေရော မရှိတော့ဘူးလေကွာ ကျိုးတိတ်လို့စတယ်မကောင်းဘူးနော်ကျိုးမင်းလုံးကျိုးရဲ့ဟာအဲ့တော့ကျိုး မင်းမျက်နှာကြောင့်ငါယုံကြည်လို့ပေးလိုက် စောတူရငါတို့တေးလောက်အချိန်ပေးလို့ရအောင်တစ်ချက်တော့ပြောပြပါ ဟေးဒီလေတရားမို့3ရက်ချိန်ပြီသိလား3ရက်အတွင်းမှာကိုဘက်ဆက်သိန်းနဲ့ဆက်ကိုပြန်လို့ချင်တယ်ဒီတကယ်လို့မရဘူးဆိုရင်ကို့မှာနှိမ့်စီရခလုတ်တွေအများကြီးပဲတစ်ချက်နှိမ့်လိုက်စောရမင်းငါကြောင့်သိရလားသိလား မင်းလုံးတော့ရကျိုးမင်းရှင်းတော့ရ
လဲဟမ်ကိုဘာဖြစ်နေရလဲကိုဖုန်းကမင်းနေလေဘာဖြစ်နေရလဲလို့ ကိုအဲ့လိုဘောပြတ်သွားပြီမိမ ဘာတွေပြောနေရလဲကိုဖုန်းကကြောက်လာပြီနော်ကိုဘာတွေပြောနေရလဲ ဒီကဝတ်တော့ဖြစ်ကိုတော့ခွေးရပြီမိမ ဆိုပတ်စံနေရော ဟုတ်တယ်အကျွေးယူရသူလားတောင်းနေကာဝဲတော့သူကလည်းရဲတိုက်မယ်ဆိုလို့ကိုမရှိကိုမတတောင်းမှငယ်ရကိုအိမ်မက်ဒီကိုမျိုးလေးတဲ့အောင်ပြည့်စုံတော့ပြီကွာအဲ့လိုလားဒီက ဒီလိုတွေမလုပ်ပါနဲ့ကိုရဲ့ဒီကားပြက်စီးသွားရောဒီပြက်တနာတွေအားလုံးပြီးသွားမှာလားဟမ်အဲ့ဒါဆိုဖုန်းငယ်ပါကိုပြီးဒီကားကိုမီးရှို့ပေးမယ်ကိုရောင်းမဝယ်မဆိုတာတော့ရှိတတ်တာပဲကိုရဲ့လူမတင်ဝင်မရှာတဲ့ကိုခုလိုတွေလုံနေမှာပတ်ဝန်းကျင်တိကုန်ရင်ပြက်တနာတွေပိုကြီးသွားလိမ့်မယ်ဖုန်းငယ်တို့ခေါင်းရေးထားပြီးစဉ်းစားရအောင်နော်ဖုန်းငယ်တို့ဒီကိစ္စကိုအတူတူဖြေရှင်းကြမယ် ကိုမပါလေဖိမပဲကိုခွလို့ပါတော့ ဖုန်းမကန်ဘူးညာလစ်ပြီလားမသိ ဟာဟဲ့အောင်အဲ့ကောင်လေးမင်းတာဝင်နော် ဟာအဲ့ဘလို့ဖြစ်နေရလဲခင်ဗျားတယောက်တည်းပတ်စံပါတာမဟုတ်ဘူးနော်ကျုပ်ပတ်စံတွေလည်းအများကြီးပါသွားတယ်ငါအခုဝယ်လက်တွေရဲတန်လို့ရှိရင်ကျုပ်ပါထဲဝင်ရမှာခင်ဗျားနားလေတာလုတ်ပါနဲ့မလုတ်ပါနဲ့လို့အတန်းမှားတာ မှတ်လာပြီမင်းကောင်လာပြီ တို့ကွိုင်းမယ်ဒီကားနဲ့ရှောက်လို့တက်တာတက်တော့အဲ့တော့မင်းလစ်ပြီးအောင်တင် လက်လည်းမလို့ပြေးလည်းမပြေးဘူးရမင်းတို့ပတ်စံအားလုံးရှင်းမင်း ခံရတာမခံရတာနေပါဒီမှာလည်းငါတော့ပဲစား ခဏနေပါဦးဟောကောင်းအေးထားပြီးစဉ်းစားမှုပေးပါ ကွိုင်းနေပူနေကြတယ်မင်းဘယ်လိုလုံးမှလဲပဲပြော ဗျာအခုဒီကပြောနေဟုတ်ကဲ့ပါကျေးဇူးများကြပါတော့ကိုနော်
ကြည့်ကောင်းရတယ်ဟဲ့ကောင်းရင်ငါဟိုကိစ္စလေးရှင်းနေကွာငါမင်းပြီးပြဆက်လိုက်မဟုတ်ပြီလားကဲလုံးဘယ်လိုရှင်းမှာဆိုမင်းလှုပ် မင်းရလဲကွာလှုပ်တော့တူတူလှုပ်ခဲ့တာပဲငါအခုမှခေါင်းပုံလာချ မဟုတ်ဘူးလေမင်းကငါတားတာပဲ ငါလည်းကောင်းမှချင်လို့လှုပ်လိုက်တာပေါ့ကွာဟဲ့ကောင်းရင်ငါဒီမှာမအားဘူးကွာမင်းဘာဖြစ်နေလဲပြောကောင်းရင်ဒီအချင်းကနောက်မှအချိန်မဟုတ်ဘူးကွာနော်ဟောလာမစားနဲ့မင်းဒီကပြောနေရလားဟဲ့မင်းမနောက်နဲ့တော့ငါဟာမင်းကမမှန်ငါလာခဲ့မှာခုအေးရဒါပဲဘာလို့မလဲမင်းတို့ပတ်ဆောင်ကနှစ်စပြန်ရောပေးမယ်အဲ့လိုထားရတယ်လေစောင့်ကြည့်လိုက်အောင်ဗျာကြောက်ထိပေါက်တယ်အေးထိပေါက်တိတ်တောင်းတိတ်ပေါက်ရှင်းတယ်ထိလက်မထိလက်မทีละแบบဒီပေါ်မှာတင်ထားရင်ဘာမတွေ့တော့ဘူးဟမ်တိတ်ချရှာပါဦးအေးတိတ်ချရှာနေရမယ်ဖဲငါရှာမယ်ဟဲ့တွေ့လားအဲ့ပါအနောက်ကောရှိလားမရှိဘူးဟမ်ရှိစီညထီးလက်တော့ဒီပေါ်မှာတင်ထားတာဆိုအေးဟုတ်တယ်လေအဲ့ပေါ်မှာငါတိတ်ချတင်ထားတာပဲဟဲ့ထီးလက်ကချေးတော့ပါတာမှမဟုတ်တာသူဘယ်လိုပြောက်သွားမှလဲအဲ့တော့ငါလည်းမသိဘူးလေငါလည်းပုံမှာတိတ်ချသိ ဒီလက်မတွေ့လားအေးမင်းကတည်းက တွေ့လို့အခုဟမ်ဒီမှာလေဒီလက်ကချက်ချင်းပြောက်သွားလာလုံနေဟဲ့အဲ့စကားကြီးကလည်းဘာစကားကြီးလဲမသိလို့ရှိရင်ငါတကူလှုပ်ထားသလိုလိုလေ ကဲနေကြပါဦးနေရာထားများမှားလားမသိချာရှာကြည့်ပါဦး ရှာအောင်အဲ့အလုပ်တွေပါငါရောက်သွားတော့တိတ်ချတာကြည့်ပါဦး ဟုတ်တယ် ဟုတ်လားဆောင်းလာလားဟုတ်လေဒီလက်က ရွှေစိနေဝက်တဲ့ကြောင်မလုံထိလက်မအခုထုတ်ပြီ ငါပြောပြီးတော့လေငါအဲ့ပုံမှာတိတ်ချတိန်းထားတာအခုတွေ့မှမတွေ့တော့တာ မင်းကလည်းမင်းပဲကွာကိုယ့်အိမ်ကပစ္စည်းဘယ်ရောက်လို့ရောက်မှမင်းမသိဘူးနော်ပြီးတော့အချင်းချင်းပြန်လာပဲ ရွှေစင်ကဝိုင်းပြောနေကြအခုလို့ရှိမှပဲချီလက်မကအဲ့မှာရှိမှမရှိတော့တာရွှေစင်လည်းမရှင်းပြတော့ ဟာတော်လိုက်တော့ကွာမင်းတို့လင်မန်တယောက်အခုမှယူသလိုလိုကြောက်သလိုလာလောက်မနေ ဟဲ့မင်းဘာကိုပြောချင် ဟဲ့ငါပြောတာမှားလို့လားထီလက်မတန်ဖို့လေမင်းကြည့်ညောင်ကောင်းကျန်တဲ့ကိစ္စငါအားလုံးတီးခံနိုင်တယ်ဒီကိစ္စတော့ငါလုံးဝတီးမခံနိုင်ဟဲ့ဒီထီလက်မကမင်းတို့လင်မန်တယောက်အိမ်မှာမထားမင်းတို့ကယူလို့ဘာလို့ယူမှာလဲဟဲ့တော့ခါမင်းစကားပေါင်းမနေဘူးလို့တော့ပါလေကိုကြီးတို့အကျော်စားကြအောင်မလား ဟုတ်တယ်တွေ့ ဝေလို့ရနေချီလက်မ ဒီပါစေဟာလေ ကာကြီးမမကာကြီးကာကြီးဟမ်ကာကြီးရောကျန်ချီလက်မတရော ကျန်တဲ့မလို့ မင်းလေကျန်ချီလက်မတရောလို့ ကျန်တယ်ရော ကမင်းမင်းနေလေ နေလေကျန်ချီလက်မတရော တထုဒါလေးကတထုရောအချင်းတက်ကလေးရောတာယူပါရော ဘက်ကယူ ဩစားတော့ပါသားရဲ့မယူပါဘူးတော်လေးက ဒီယူဒီရဲ့ ဟောအေးဟုတ်တယ်မေးလို့ယူတယ်နော်ယူပါ အကျော်ရဝယ်ခဲ့တာပါ ဟ
အဲ့3လောက်ကျော်ပြီ အေးကြော်ပြီဩဒီမိရလဲ နေတရားလူလောကလည်းမရှင်တန်နေခြင်းအတိတ်ပဲကွဲပြားကြချာနာကြယူဆချက်တို့မတူကြငါကိုယ်ပိုင်ငါရဲ့တွေ့နေငါဝါရမမနာထားလို့နိုင်ရှင်တို့ပါကြအလူလောပါဝါရနေတာကိုနေကစားဝါနောက်ဆုံးချိန်တိုင်းကြိုးပမ်းရလူလောကမှာပြေလုံးပြီးလုံလောက်နေပြီမရှိပါဝိသမလောဘတွေ့တဲ့ဟုံးဟုံးကြွယုံညံတဲ့လောဘစိတ်ကြောင့်တော့ကောင်းများအလုံးတင်ခါရာမတိလို့ပြုချင်သလားဒီလေပြုလေသလားလောဘမီတောင်းလောင်နဲ့လောဘကြမသားများနာနဲ့ဥစ္စာလားအမြဲတော့နေစားတရားစင်ရင်နှုံတရားတွေကင်းမဲ့ပြီလားကြမသားလောဘကြမသားလောဘကြမသားမဆုံးလို့သေးတယ်လောဘများလို့ချင်ရဖို့တော့အတားထားအမုန်းတွေပွားနောက်ဆုံးရတဲ့အမြင်မှာရုံနဲ့တောက်ချစ်ခင်ရကမုန်းတီးကြဘောတော့ဒီမတိုက်ဆိုင်လေရလဲပွဲကြအဆုံးရှုံးမှုတွေများဝါရနေတာကိုနေကစားဝါနောက်ဆုံးချိန်တိုင်းကြိုးပမ်းရအလူလောကမှာပြေလုံးပြီးလုံလောက်နေပြီမရှိပါဝိသမလောဘတက်ပြီးတဲ့ဘုံဘုံကြွာယုံညံတဲ့လောဘစိတ်ကြောင့်တော့ကောင်းများအလုံးတင်ခါရာသလားဒီလေပြူလေလားလောဘမီတောင်းလောင်နဲ့လောဘစမသားများနာနဲ့ဥစ္စာလားမပြေတော့နေစား